ကဘာကြီးနှစ်ချမ်းကွဲသွားပြီဒီလိုပြောလိုက်လို့စိတ်ပူသွားပါသလား O2 နဲ့ CO2 အကြောင်းပြောပြချင်လို့ပါမင်္ဂလာပါကျွန်တော်တို့ဒီနေ့ခေတ်မှာခေတ်မီဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှစက်ရုံတွေအလုပ်ရုံတွေပေါ်များလာသလိုလမ်းပေါ်မှာလည်းမော်တော်ကားတွေဆိုင်ငယ်တွေတိုးပွားလာပါတယ်ဒါတိုးတက်မှုလို့ဆိုနိုင်ပေမဲ့ဒီတိုးတက်မှုရဲ့နောက်ကွယ်မှာကျွန်တော်တို့သက်ရှူနေတဲ့လေထုတွေကိုကာဗွန်ဒိုင်အောက်ဆိုက်ဆိုတဲ့အစိမ်းငွေ့တွေအများများရောက်ရှိနေတာကိုသတိပြုကြမိရလားဗျာအမှန်တကယ်ဖြစ်နေတာကဘာလဲကျွန်တော်တို့မောင်းနေတဲ့ကားအင်ဂျင်တွေစက်ရုံတွေကလောင်စာဆီတွေကိုလောင်ကျွမ်းစေတဲ့အခါ CO2 လို့ခေါ်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေထွက်တယ်ဆိုတာလူတိုင်းအကုန်လုံးသိကြပါတယ်ဒီဓာတ်ငွေ့တွေဟာလေထုထဲမှာအလွှာကြီးတစ်ခုလိုဖုံးမှုသွားပြီးဖန်လုံးရင်အာနိသင်ကိုဖြစ်ပေါ်စေပါတယ်ဒါကြောင့်ကျွန်တော်တို့နေထိုင်နေတဲ့ကမ္ဘာကြီးဟာတစ်နှစ်ထက်တစ်နှစ်ပိုးပိုပြီးတော့ပူလာတာပါလူသားတို့ရဲ့ကျန်းမာရေးကိုဘယ်လိုထိခိုက်တယ်လဲလေထုထဲမှာ CO2 နဲ့တခြားသောအမှုန်အမွှား PM 2.5 တွေများလာတဲ့အခါကျွန်တော်တို့ရှူသွင်းလိုက်တဲ့လေတွေကနေတစ်ဆင့်အဆုတ်ထဲကိုဓာတ်ရိုက်ရောက်ရှိသွားပါတယ် CO2 ဆိုတာတော့လူတိုင်းသိတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ပေါ့ PM 2.5 ဆိုတာကအမှုန်အမွှားကိုပြောတာပါအဲ့အမှုန်အမွှားကကျွန်တော်တို့နှာခေါင်းကနေပြီးတော့စစ်ထုတ်ဖို့နေရာဘက်နဲ့အသေးငယ်ဆုံးအမှုန်အမွှားလေးတွေဖြစ်တဲ့အတွက်လူရဲ့အသက်ရှူတဲ့အခါမှာအဆုတ်ထဲကိုဒါရိုက်တန်းရောက်တဲ့အမှုန်အမွှားလေးတွေဖြစ်တဲ့အတွက်အသက်အန္တရာယ်ရှိပါတယ်။ဘာတွေဖြစ်လာမလဲ။ပထမအဆင့်ချောင်းဆိုးတာရင်းကျက်တာမျက်စိဆက်တာတွေကိုခံစားရမယ်။ဒုတိယအဆင့်ရေရှည်မှာအဆုတ်ကင်ဆာနှလုံးရောဂါနဲ့လေဖြတ်နိုင်ခြေတွေကိုမြင့်တက်စေပါတယ်။တကယ်ဖြစ်ရဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ထုတ်ပြန်ချက်အရနှစ်စဉ်လူသန်းပေါင်းများစွာဟာလေထုညစ်ညမ်းမှုကြောင့်အချိန်မတိုင်မီသေဆုံးနေကြရပါတယ်။အရင်ကမြို့ကြီးတွေဟာဒီလောက်မပူဘူးလို့လူကြီးတွေပြောတာကြားဘူးမှာပါ။ဒါအကြောင်းမဲ့မဟုတ်ပါဘူး။တစ်ပင်တစ်တော်တွေရှားပါလာပြီး CO2 ကိုစုပ်ယူပေးမဲ့သူမရှိတော့တဲ့အခါအပူချိန်ကစံချိန်တင်မြင့်တက်လာပါတယ်။ဒါရင်မကသေးပါဘူး။လေထုညစ်ညမ်းမှုဟာကလေးငယ်တွေရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုပါထိခိုက်စေတယ်လို့သူတေသနတွေကပါဆိုပါတယ်။ကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်သစ်တွေကကျန်းမာတဲ့လေကိုရှူရှိုက်ခွင့်မရတော့ဘူးလားဆိုတာစဉ်းစားစရာဖြစ်လာပါတယ်။ဒါကြောင့်တစ်ပင်ဆိုင်ပါတစ်ပင်ဟာတစ်နှစ်ကို CO2 အမြောက်အများကိုစုပ်ယူပေးသလိုအောက်ဆီဂျင်ကိုလည်းပြန်ထုတ်လုပ်ပေးပါတယ်။စွမ်းရည်ချွေတာပါမလိုအပ်ဘဲလျှက်စစ်သုံးတာဆိုင်ငယ်ကားတွေကိုအင်ဂျင်ကောင်းမှုအောင်ပြုပြင်ပြီးမောင်းနေတာကလေထုညစ်ညမ်းမှုကိုလျော့ပါစေပါတယ်။အခုခေတ်လူတော်တော်များကအမိုက်တရိုက်တွေကိုမီးရှို့တာကာဗွန်ဒိုင်အောက်ဆိုက်ပိုးပြီးတော့ထွက်ပေါ်စေတဲ့အတွက်လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေပါတယ်။အသိပညာဖြန့်ဝေပေးပါအခုလိုအကြောင်းအရာတွေကိုမိသားစုနဲ့ပတ်ဝန်းကျင်ကိုပြန်လည်ပြောပြပေးပါအချုံးအနေနဲ့ပြောရရင်ဗျာဖွံ့ဖြိုးတိုးတက်မှုဆိုတာအသက်ရှူစရာလေကောင်းလေသန့်ရှိမှသာခံစားလို့ရတော့မှာပါကျွန်တော်တို့အားလုံးကမ္ဘာကြီးကိုကာကွယ်ကြပါစို့အားလုံးပဲကျန်းမာချမ်းသာကြပါစေအောက်ဆီဂျင်ကိုငွေနဲ့ပေးဝယ်မရှူရပါစေနဲ့လို့ကျွန်တော်ဦးထွန်းကဆုတောင်းပါတယ်ကဲဒီနေ့တော့ဒီလောက်ပါပဲနောက်တော့ပဲကျွန်မပြန်ဆောင်ကြမယ်နော်